အားလုံးပဲမင်္ဂလာပါရှင်မြန်မာဖူတီဆန္ဒပေးမှာကြိုဆိုပါရရှင်ဒီနေ့ကတော့ဘဲဥငံပြားကြီးကြော်လေးချက်ပြမှာပဲဖြစ်ပါတယ်ရှင်အရင်ဦးဆုံးဘဲဥလေးတွေကိုပြုတ်ထားလိုက်ပါမယ်ပြုတ်ပြီးပြီဆိုတာနဲ့အပေါ်ကျောလေးတွေတင်းသွားအောင်အလုံးလိုက်လေးပြန်ကြော်လိုက်ပါမယ်အပေါ်ကျောလေးတွေရဲပြီးနီးလာပြီဆိုရင်တော့ဆယ်ထားလိုက်ပါမယ်ကျွန်တော်ကတော့အချမ်းလေးတွေဖြစ်မှာအတွက်ချမ်းလိုက်ပါတယ်အလုံးလိုက်လေးတွေချက်လို့လည်းရပါတယ်ရှင်ကဲကြက်သွန်လေးစီတက်ပြီးပြီဆိုတာနဲ့စနစ်မုံလေးထည့်မယ်ပြီးရင်တော့ပစုံကြောက်ထောင်းထားတာတွေထည့်လိုက်ပါမယ်စီတက်ပြီးဆိုရင်တော့မြို့တိကျမ်းမုံလေးထည့်လိုက်မယ်ထည့်ပြီးဆိုရင်တော့ဟိုဘက်ဒီဘက်ခဏနှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့ခုနကြော်ထားတဲ့ဘဲဥချမ်းလေးတွေကိုထည့်လိုက်ပါမယ်ကဲထည့်ပြီးသွားပြီဆိုရင်တော့အရသာအတွက်ငပြားရည်လေးနည်းနည်းထည့်မယ်ကဲဟိုဘက်ဒီဘက်အသားလေးမှုေပေးလိုက်မယ်ပေါ့နော်ဒီဆိုရင်တော့ရေလေးနည်းနည်းထည့်လိုက်မယ်ရေလေးထည့်ပြီးပြီဆိုရင်တော့အသားလေးဖုံးလေးခဏအုပ်ထားလိုက်မယ်ကဲခဏနေလို့စီနဲ့ပြန်ကန်နေပြီဆိုရင်တော့အပေါ်ကနေပြီးတော့မကြီးသီးမဲ့အရည်လေးကိုလောင်းလိုက်ပါမယ်ရှင်ကဲစီလေးလည်းပြန်လာပြီဆိုရင်တော့သုံးဆောင်လို့ရပါပြီရှင်